အခုကျမရောရှိနေကိုလောပြောပဲလက်ဆာကြီးဆိုင်ရှိရလက်ခေါ်ဆက်ဆိုင်ကိုရောနေရှိအခုခေါ်ဆက်ဖာရှိုးကျေတော့ပြလာကျေတော့နေတာအရေးစီတာလဲပေါ့နော်ကျွန်တော်အစီပဲကြော်တာမဆရာငယ်ဒီမိုစာချုပ်မထဲမဲ့ဘယ်ခါတည်းပြီးကတော့ဒီခေါက်ဆွဲတဲ့ဘက်မပါမဖြစ်နေရတယ်ဒါအနှစ်ပဲပေါ့ဒီပဲကြီးကကျွန်တော်ပဲချမ်းကိုကြိတ်ပြီးလို့ရှိရင်အမုံရလာတဲ့ဟာကိုဒီရေနဲ့ဖြော်ပြီးမှပဲကျွန်တော်တို့အဲ့လိုလုပ်တာအမြင်နဲ့ဆလေးနေနေနေအခုရစာပါတဲ့နိုင်လာမဆဲကျွန်တော်စာခွဲည7နိုင်ခွဲဆိုစိုက်သေးပေါ့နော်ဒီတာဝါတော်ရှင်းရှင်းပြောလို့ရှိရင်ကျွန်တော်တို့အသက်ထက်တာကိုကြည်သေးတယ်အနှစ်30ကျော်တိုင်ပြီးအဲ့တာဝါလေးဒါချေကျွန်တော်တို့ဒီဟာခေါက်ဆွဲပါဆယ်ပေါ့နော်လက်ခေါ်ဆက်ကြောပွဲတပွဲဆိုတာလိထုံဝင်လာလားပါဆယ်ဝဲလဲလိထုံဆိုင်မစားလဲလိထုံ